ကျွန်တော်နာမည်မျိုးအောင်ပါမြန်မာပြည်ကလေးမျိုးမှာနေပါတယ်လက်မောင်းကိုက်လို့စစ်ဆေးလိုက်တဲ့အခါမှာဒီနှလုံးအဆုတ်ရှင်မကောင်းမှုဆိုလို့မန္တလေးမှာအခိုးရိုက်ပြီးမှစစ်လိုက်တော့ခွဲစိတ်ရမယ်လို့ ပြောတဲ့အတွက်ကျမတို့ကမြန်မာနိုင်ငံနေမှဒီအိန္ဒိယကိုလာဖို့စေကူတာမှုဆုံးဖြတ်လိုက်တဲ့အချိန်မှာအေဂျင့်မှမျိုးဆွေနဲ့ဆက်သွယ်ရေးမှစုံစမ်းပြီးမှဒီ BNK Mass စီယုံကိုလာရောက်ပြီးမှတွေ့ဆုံဆွေးနွေးတဲ့အခါမှာဒေါက်တာရန်ဂျီနဲ့တွေ့ပြီးတော့နှလုံးအဆုတ်ရှင်လှဲမှဖြစ်မယ်ဆိုလို့ကျွန်တော်ကုသပါတယ် He came to us at BLK Max Super Specialty Hospital with these complaints. He was investigated here. We found that an echocardiogram that his both valves, aortic and mitral, have severely stenosed and they are leaking also. His heart function was also poor at around 45% instead of 60%. So we suggested him that he should undergo both valves change. We call double valve replacement. He agreed to this and he has made good recovery. He has come to us after visiting Gaya and he feels much better. His heart function has also improved. He's feeling much better. He's flying home. ဒီခုလိုစေကူတာလာပြီးတော့အမြန်ဆုံးခွဲစိတ်ကူတာပြီးတော့အောင်မြင်စွာအားလုံးကျန်းမာရေးတွေကောင်းမွန်ခဲ့ပါတယ်ဒါကြောင့်မို့လို့ဒီ BNK Mass ဆရာဝန်ကြီးနဲ့အားလုံးဆရာဝန်တွေအားလုံးနဲ့ဆရာဝန်ကြီးကိုလည်းပါအထူးကျေးဇူးတင်ပါတယ်အားလုံးအတွက်ကျန်းမာရေးတွေကောင်းတဲ့အတွက်လည်း အားလုံးအဆင်ပြေပါတယ်အဲ့ဒီအတွက်ဒီကုသပေးတဲ့ BLK Mass စီယုံကအဖွဲ့သားတွေအားလုံးရောဒေါက်တာရန်ဂျီနဲ့အဖွဲ့တွေအားလုံးကိုရောအထူးကျေးဇူးတင်ရှိပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိတဲ့အကြောင်းပြောပြလိုပါတယ်